ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့ဒီကနေ့က25ရက်3လ2026ခုနှစ်ဖြစ်ပါတယ်ကဘာကျော်တကူတော်မှုတော်ဝါဒီကလင်ကကျစ်တိုနာမတန်းဝဲရဆိုလို့ရှိရင်ဒီကနေ့မှာ post 3ပုတ်တင်ထားပါတယ်ဒီတိုနာမတန်းဝဲရသူ့လိန်ထားတာတွေကိုဒီလောက်ဖော်ထုတ်ထားတာတော့မှနော်သူလည်းသိပါတယ်မသိစရာအကြောင်းမရှိပါဘူးဘာကြောင့်လဲဆိုတော့ तू ရွှေ45ချက်သားခိုးရတယ်ဆိုတော့ခေါင်းစဉ်ကို तू မထိုးရတော့ပါဘူးသူ့လိန်ထားတာကို तू သိရတာနဲ့ဇွတ်အတင်းမိုက်နေတာပါမိုက်ရမကပါဘူး10တန်းတော့မအောင်တည်းသူ့ရဲ့ညီအငယ်ဆုံးတိုနာမမိကန်တွေကိုလိုင်းမော်တင်ပြီးတော့ကျွန်တော်တို့ရဲ့တန်ခါယတနာကိုဘလို့စော်ကားခိုင်းထားသလဲဆိုတာကျွန်တော်တို့လေ့လာကြည့်အောင်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့23ရက်3လ2026ခုနှစ်အားလုံးကြားသိခဲ့ရတဲ့အတိုင်းပါပဲညအမှုမပြေသေးဘူးလားမသိဘူးဒိတ်ပြောက်နေတယ်တော့ဒီကနေ့က25ရက်နေ့ပါကွာမ23ရက်နေ့ပါထပြောနေတယ်အမှုမပြေသေးတဲ့ဒီလိုပညာမဲ့တယောက်ကိုလိုင်းမော်တင်ပြီးတော့ကျွန်တော်တို့ရဲ့တန်ခါယတနာကိုစော်ကားခိုင်းတာတော့ဒီတိုနာမတန်းဝင်းကိုခွင့်လွှတ်လို့မရတော့ဘူးဆိုတာကိုတော့တာဝန်ရှိပုဂ္ဂိုလ်တွေကိုအကြံပေးလိုပါတယ်ကျွန်တော်ဆက်လေ့လာကြည့်အောင်ဒီပါကျုပ်ဆရာတော်တိပိတကဒါရရောဆရာတော်ရွှေတုမော်ကျွန်းဆရာတော်နဲ့နိုင်ငံတော်တန်ခါမဟာနာယကခေါ်နေရမြတ်စွာဘုရားရဲ့ဝီနည်းတော်တွေကိုဒါလေ့ကျင့်ခဲ့ကြတယ်လေ့ကျင့်ခဲ့ကြတဲ့အတွက်သိတယ်ဒါမဲ့အခုသကမောဂုဝေဒနာအဖွဲ့ချုပ်ဥက္ခရာဦးအောင်နိုင်မြင့်ရဲ့လိန်ညာမှုကြောင့်မို့ဖျားမှတ်လို့မို့ရှ िख ိုးကိုခဲ့တာပါအခုဆိုလို့ရှိရင်မိုးကုတ်ဆရာတော်ကြီးကဖျားမဟုတ်ဘူးခန္ဓာညာရောပုဂ္ဂိုလ်မဟုတ်ဘူးသာသနာပြည့်ကြီးဖျားမြေသုံးရေကနဲ့ရွှေလဲသံဃာကျတာခိုးတဲ့အမှုတော်ကြီးလဲသိတဲ့အတွက်ဒါဒီဆရာတော်ကြီးတွေဟာသူတို့မှားကိုသူတို့ခုချိန်ဆိုလို့ရှိရင်နောင်တရနေကြမှာဖြစ်ပါဦးနောင်တအကြီးကျယ်ရနေကြဝန်မခံသေးတာပါဖြစ်တာဝန်မခံလေပိုးပြီးဆရာတော်ကြီးတွေမှာလည်းအပြစ်ကြီးသလိုဒီဒါပါကျုပ်ဆရာတော်လေးမှာပြည့်ကြီးပါတယ်ပြီးတော့ကျတော့သူ့ယူကိုအထင်ကြီးနေကြတဲ့ဆရာတော်ကြီးတွေအမှားကိုဆရာတော်ကြီးအမှားကိုဝန်မခံကြဘူးဝန်မခံတော့အထင်ကြီးနေကြတဲ့จิตတော်ဆယ်လီမိုးကုတ်တာဝကဥဒ္ဒရာဆိုရလေဒါအပြစ်တွေသိနေပါတယ်ဘာတွေပြောနေမှန်းမသိဘူးသူ့မူရင်းဖိုင်တိုင်းပဲတင်ပေးထားတာပါဒီတိုနာမမိကန်တွေကမူးထားတဲ့အချိန်ကြီးမပြေဘူးလားတော့မသိပါဘူးပါကျုပ်ဆရာတော်ဘုရားကြီးကိုလည်းဒီလိုဆယ်ရတော့မအောင်သေးတဲ့အဆင့်နဲ့ online ပေါ်တက်ပြီးတော့စော်ကားခိုင်းတာတော့တိုနာမတန်းဝဲကအမှန်တလူဘာဝတဲ့တရဝတကောင်ဆိုတာကိုတော့နိုင်ငံတော်အကြီးအကဲတွေတာဝန်ရှိပုဂ္ဂိုလ်တွေသိဖို့လိုပြီးဒီတိုနာမတန်းဝဲကိုလည်းအများဆုံးထိန်းသိမ်းဖို့လိုပြီးလို့အကြံပြုချင်ပါတယ်အခုချိန်ကြီးလည်းအဆက်တိကမဲစွာတဲ့ဒီဖျားမေ3အေကနဲ့ရွှေ45ကျက်သားစာအုပ်ကြီးကိုကင်ထားရဲသေးတယ်တိုနာမတန်းဝဲကဒီနေ့သူတင်တဲ့ post မှာလဲရွှေ45ကျက်သားကိုသူမထည့်ရဲတော့ပါဘူးतू သိတယ်မသိဘူးမဟုတ်သိတယ် तू ပညာမဲ့ဆိုတာကောက်ချက်ချပြီးလိန်ညာခဲ့တော့ तू သိတယ်မသိကြအောင်ဆောင်နေတာဘာကြောင့်လဲဆိုတော့ तू ဒီမှာခေါင်းစဉ်မှာ तू ရွှေ45ချက်တာကိုမထည့်ရတော့ဘူးဒါပေမဲ့စာအုပ်ကြီးကတော့ငကိုရိုက်ထားတဲ့စာအုပ်ကြီးဖြစ်တဲ့အတွက်အဲ့စာအုပ်ကြီးကိုပဲသူညီလဲအခုထောင်ပြနေတယ်အဆက်သိက္ခာမရှိကြဘူးညီကိုနှစ်ယောက်စလုံးနော်ဒီညီကိုနှစ်ယောက်စလုံးကကျွန်တော်တို့ရဲ့ထေရဝါဒဗုဒ္ဓဘာသာဝင်တွေတောက်ဝင်ချုပ်ကြီးကိုးကွယ်ကြတဲ့ယတနာ၃ပါးကိုတန်ခါယတနာကို online ပေါ်တက်ပြီးယူကြောင်မှုကြောင့်နဲ့စော်ကားနေပါတယ်ဆိုတဲ့အကြောင်းကိုပြောကြရင်းနဲ့ကျွန်တော်ဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါ